အားလုံးပဲမင်္ဂလာပါခင်ဗျာအခုမြေတွင်းရတဲ့ဆိုင်ငယ်ဆိုရင်ကျွန်တော်ဒီ Honda ကနေထုတ်ထားတဲ့ Honda Scoby ဆိုင်ငယ်ဖြစ်ပါတယ်ဒီကောင်းရဲ့ model ကဆိုရင်တော့ကျွန်တော်2025 model ကိုမှနောက်ဆုံးထွက်ထားတဲ့ကျွန်တော်လာမြင့် model လေးဖြစ်တယ်ပေါ့နော်သူ့ရဲ့အယောင်ကဆိုရင်ကျွန်တော်ဒီအမဲအချောက်အယောင်ကိုမှအမဲအစုပ်လေးနဲ့ဆက်ထားတဲ့အယောင်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီလူငယ်တွေဆိုရင်ဒါတော်တော်လေးကြိုက်ကြတဲ့အယောင်လေးဖြစ်ပါတယ်သူ့ရဲ့ပတ်လဲအနေထားလေးပေါ့နော်โอเคဒါကတော့ကျွန်တော်အထဲမှာရှိတဲ့အကြောင်းအတွင်းပိုင်းနေတာသူ့ရဲ့2 spot ကလည်းကျွန်တော်ဒီဆိုင်ကအုပ်ထုပ်အကြီးတစ်လုံးကို AC ဝင်ဆန်းနေပေါ့နော်โอเคဒီဘက်မှာမြင်တွေ့နေရတဲ့အကြောင်းကကျွန်တော်တို့မိုးပြအကြောင်းလည်းမကဘူးပေါ့နော်ကျွန်တော်အပြောင်ကြိုက်တဲ့သူတွေဆိုရင်တော့ဒါတော်တော်လေးကြိုက်မယ်အပြာကိုမှပေါ့နော်ကျွန်တော်ဒါအပြက်မှာဆိုရင်တော်တော်လေးကိုဆူဆူတောက်တောက်လေးပေါ့နော်ကျွန်တော်ဆိုင်မှာဆိုရင်ခဏလေးနဲ့ဒါရောင်းထွက်တဲ့အကြောင်းလေးတွေဖြစ်ပါတယ်โอเคဒီဆိုင်ငယ်နဲ့ပတ်သက်ပြီးကျွန်တော်ဒါအသေးစိတ်သိကျင်နေဆိုရင်ကျွန်တော် comment မှာဝင်ရောက်ပြီးတော့မေးခဲ့လို့ရတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်